ရီးခဏသွားအောင်မယ်ဆိုပြီးတော့အိမ်ကထွက်သွားတဲ့လူငယ်တစ်ယောက်ကအိမ်ကိုပြန်ရောက်လာတဲ့အချိန်မှာအသက်က80ကျော်နေပြီအိမ်ကပျောက်သွားတဲ့နှစ်ပေါင်း90ကျော်အတွင်းမှာသူဘာလို့ဒီလောက်ထိကြာနေရတာလဲဘာတွေနဲ့ကြုံတွေ့ခဲ့ရတာလဲအခုချိန်မှာသူ့ကိုကဘာပတ်စပိန်စီသမားကြီးအဖိုးလို့တောင်မှခေါ်ကြတဲ့အထိသူကဒဏ္ဍာရီဆက်ဆံဖြစ်နေပါပြီဟင်းဆိုတဲ့အမျိုးသားကဂျာမနီနိုင်ငံမှာစက်ပြင်နဲ့ဆရာအလုပ်ကိုလုပ်တဲ့ဒါပေမဲ့ဒီအလုပ်ကသူ့အတွက်အရန်ကိုမှပြင်းစရာကောင်းတယ်လို့ထင်တယ်ဒါနဲ့ပဲသူကဂီယာ3ခုပါတဲ့စပိန်အိုလေးတစ်စီးတဲအဟောင်းလေးတစ်လုံးနဲ့ပတ်စံအနှဲငယ်ယူပြီးတော့ခရီးသွားအောင်မယ်ဆိုပြီးတော့အိမ်ကနေထွက်လာခဲ့တယ်သူ့ရဲ့အစီအစဉ်ကတော့အာဖရိကလောက်ထိပဲသွားပြီးတော့ပြန်လာဖို့ပဲဒါပေမဲ့တကယ်တမ်းလဲခရီးထွက်လိုက်တဲ့အခါမှာတော့ကဘာကြီးရဲ့အလှအပတွေကသူ့ကိုဖမ်းဆားလိုက်ပြီးရက်လိုက်ဖို့ဆိုတာကိုသူကမေ့သွားခဲ့တယ်သူခရီးသွားနေရင်လည်းပတ်စံတွေကုန်သွားရင်ဘာတွေလုပ်လဲဆိုတော့သူရိုက်ထားတဲ့ဓာတ်ပုံလေးတွေကိုပို့စကတ်လေးတွေလုပ်ပြီးလမ်းမှာတွေ့တဲ့ဒေသခံတွေပြန်ရောင်းစားပြီးတော့ခရီးစရိတ်ရှာခဲ့တယ်တစ်နေ့ကို$1တောင်မှမပြည့်တဲ့ပတ်စံလေးနဲ့သူကကဘာကြီးကိုပတ်ခဲ့တာပါအဲ့ဒီအချိန်တော့သူ့ရဲ့အသက်က22နှစ်ပဲရှိပါသေးတယ်သူ့ရဲ့ခရီးစဉ်ကတော့အခုခေတ်မှာမြင်တွေ့နေရတယ်လို့မျိုးအများနဲ့တာယာဖြောက်ဖြူနေတာမဟုတ်ဘူးအာဖရိကရဲ့တောလေခေါင်းမှာငှက်ဖျားမိပြီးတော့တေလူမျိုးပါလည်းဖြစ်ခဲ့ဘူးတဲ့တခြားနိုင်ငံတွေမှာပြည်တွင်းစစ်တွေအီရန်ရဲ့တော်လန်ရေးလိုမျိုးစစ်တလင်းတွေအထိတောင်မှစပင်းနေပြီးတော့သူကဖျက်သွားခဲ့သေးတယ်တချို့နိုင်ငံတွေမှာဆိုရင်လေရဲတွေကသူ့ကိုဘယ်သူကစပင်းနဲ့ကဘာပတ်မှလဲဒါကတချို့ပဲဖြစ်ရမယ်စုံထောက်ပဲဖြစ်ရမယ်ဆိုပြီးတော့မယုံသင်္ကာလို့သူ့ကိုထောင်တောင်မှချခဲ့သေးတယ်ဒါပေမဲ့သူကတော့မကြောက်ဘူးအခြေအနေတွေအရန်ကိုမှစိုးလာရင်အေးအေးဆေးဆေးနဲ့စောင့်နေတယ်အခြေအနေတွေငြိမ်သွားမှခရီးကိုထပ်ပြီးတော့ဆက်နှင်တယ်သူကပြောခဲ့တာရှိသေးတယ်ကျွန်တော်ကသူ့ရဲကောင်းဖြစ်ရှင်တာမဟုတ်ဘူးကဘာကြီးကိုကိုယ့်ရဲ့မျက်စိနဲ့ကိုမြင်ရှင်ုံတတ်ပါဆိုပြီးတော့မှပြောခဲ့ပါသေးတယ်အခုဆိုရင်သူဟာကဘာပေါ်မှာအကြဆုံးခရီးသွားတဲ့စက်ပင်စီသမားအဖြစ်ဂင်းနစ်စံချိန်တင်နိုင်ခဲ့တယ်ခရီးအကွာဝေးပေါင်း6သိန်းကီလိုမီတာကျော်ဒါကတော့ကဘာကြီးကို16ပတ်နဲ့ပတ်တာနဲ့တောင်မှညီမျှတယ်လို့ဆိုကြတယ်နိုင်ငံပေါင်း196နိုင်ငံကိုရောက်ခဲ့ပြီးတော့နိုင်ငံကူးလက်မှတ်အုပ်20ကိုတောင်မှကုန်သွားခဲ့တယ်လို့ဆိုတယ်။နောက်အကြာကြီးခရီးသွားနေတဲ့အချိန်မှာသူ့ရဲ့မိသားစုတွေနဲ့ဘယ်လိုမျိုးတွေအဆက်အသွယ်လုပ်လဲဆိုတော့သူကအိမ်ကို post ကတ်လေးတွေအများနဲ့ပို့တတ်တယ်။တစ်ခါကဆိုရင်အင်ဒိုနီးရှားကနေပြီးတော့နေကောင်းပါတယ်ရှေ့ကိုခရီးဆက်သွားပါအောင်မယ်ဆိုပြီးတော့စာတိုလေးတစ်ကြောင်းကိုပဲပို့ခဲ့တာ။ဒါဟာသူ့ရဲ့မိသားစုကိုဆယ်စုနှစ်ပေါင်းများစွာအတွင်းမှာရခဲ့တဲ့သတင်းစကားတစ်ခုပဲဆိုပြီးတော့မှသူ့မိသားစုဝင်များပြောထားသေးတယ်။သူအသက်80ကျော်အရွယ်ရောက်လာတဲ့အချိန်မှခန္ဓာကိုယ်မှာလည်းဒဏ်ရာတွေပင်ပန်းနွမ်းနယ်မှုတွေကြောင့်နောက်ဆုံးမှာတော့ဂျာမနီကိုပြန်ဖို့ဆုံးဖြတ်ခဲ့တယ်။သူပြန်ရောက်လာတဲ့အချိန်မှာတော့ကဘာကြီးကအရင်လိုမျိုးမဟုတ်တော့ဘူး။ဘာလင်တတိုင်းကြီးကပြုတ်ပြက်သွားပြီ။လူတိုင်းရဲ့လက်ထဲမှာလည်းစမတ်ဖုန်းတွေအင်တာနက်တွေကရှိနေပြီ။လူတွေကသူ့ကိုမေးကြတယ်။မိသားစုတွေရဲ့မင်္ဂလာဆောင်တွေနာရေးတွေမြေးလေးတွေကိုမြင်ရမယ့်အခွင့်အရေးတွေကိုလက်လွတ်ခဲ့ရတာမှန်နှမျောဘူးလားဆိုလို့မေးတယ်။သူပြန်ဖြေခဲ့တာကတော့ကျွန်တော်ကအဲ့ဒီအရာတွေဆုံးရှုံးသွားခဲ့တယ်။ဒါပေမဲ့ကဘာပေါ်မှာလူအများစုမမြင်နိုင်တဲ့အရာတွေကိုတော့ကျွန်တော်ကမြင်ခဲ့ပါတယ်လို့ပြောတယ်။ဒီလူရဲ့လုပ်ရက်လေးကိုကြည့်ရှင်အားဖြင့်ပန်းတိုင်ထက်စာရင်ရှေ့ဆက်ဖို့ဆွဲရှိရှင်ကပို့ပြီးတော့အရေးကြီးတယ်။သူကအိမ်မက်ကိုမက်ယုံနေတယ်မဟုတ်ပဲနဲ့ရှေ့နှစ်ဖက်နဲ့ကဘာကြီးကိုတကယ်ပဲနင်းလျှောက်ပြီးတော့ဖြစ်သွားခဲ့ပါတယ်။အခုကြည့်နေကြတဲ့သူတွေရောဟင်းလိုမျိုးယူသက်လွန်လာတဲ့အိမ်မက်တွေများရှိနေကြလားဆိုတာကိုယ့်ရဲ့အိမ်မက်လေးတွေလည်းပြောထားခဲ့ပေးကြပါအခုလိုမျိုးဇင်းရဲ့ဗီဒီယိုလေးကိုအစမှအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းလည်းအားလုံးပဲကျေးဇူးတင်ပါတယ်